အားလုံးမင်္ဂလာပါချစ်မိတ်ဆွေတို့ရဲ့ကျွန်တော်ဒီ YouTube ကိုမလေးစကားအခြေခံပတ်သက်ပြီးတော့ sharing လုပ်တဲ့ YouTube လေးဖြစ်ပါတယ်အဲ့ဒါဆိုတော့တကယ်လို့ဆရာကြီးတွေဆိုရင်ကြော်သွားပါအခုမှလေးလာမယ်မိတ်ဆွေတွေအတွက်တတ်ပါကျွန်တော်ခုဘာနဲ့ပတ်သက်ပြီးပြောမလဲဆိုတော့အိမ်ကိုမလေးလို့ရိုမာအိမ်နော်အိမ်ကိုမလေးလို့ရိုမာလို့ခေါ်တာပါပြီးတော့လွမ်းနာနော်လွမ်းနာကိုရင်ဒူလွမ်းနာတကယ်လို့အိမ်ကိုလွမ်းနေမလေးလို့ပြောချင်ရင်ရင်ဒူရိုမာလို့ပြောတာပါရင်ဒူရိုမာအိမ်ကိုလွမ်းတယ်လို့ပြောတာပါရင်ဒူဆိုတာလွမ်းတာနော်ရိုမာဆိုတာအိမ်ကိုပြောတာနော်အိမ်ကိုလွမ်းတယ်ဆိုရင်တော့ရင်ဒူရိုမာလို့ပြောတာပါရိုမာတကယ်လို့ငါအိမ်ကိုလွမ်းတယ်လို့ပြောချင် saya rindu rumah saya ဆိုတာငါကျွန်တော်ကျမ saya rindu rumah ငါအိမ်ကိုလွမ်းတယ်လို့ပြောချင်တာပါ saya rindu rumah ငါအိမ်ကိုလွမ်းတယ်ကျွန်တော်အိမ်ကိုလွမ်းတယ်ကျမအိမ်ကိုလွမ်းတယ် saya rindu rumah ရိုမာဆိုတာအိမ်ကိုပြောတာတော့ရင်ဒူဆိုတာလွမ်းတာကိုပြောတာနော်ရင်ဒူရိုမာအိမ်ကိုလွမ်းတယ် saya rindu rumah ငါအိမ်ကိုလွမ်းတယ်ကျွန်တော်အိမ်ကိုလွမ်းတယ်ကျမအိမ်ကိုလွမ်းတယ်လို့ပြောတာပါခုချိန်ခုလိုကျွန်တော်မလေးစကားနဲ့ပတ်သက်ပြီးတော့ sharing လုပ်နေတာကိုတကယ်လို့သဘောကျတယ်ကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် subscribe လေးကိုကျွန်တော် YouTube လေးကို subscribe လုပ်ပြီးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်တောင်းဆိုပါရစေဗျာဆရာကြီးတွေအတွက်တော့မလိုပါဘူးเนาะအခုမှလေ့လာမယ်မိတ်ဆွေတွေအတွက်ပါ saya rindu rumah ငါအိမ်ကိုလွမ်းတယ်ကျွန်တော်အိမ်ကိုလွမ်းတယ်ကျမအိမ်ကိုလွမ်းတယ်လို့ပြောတာပါ saya rindu rumah ရိုမာအိမ်